လက်တချောင်း30မရှိဘူးဆိုဒီလက်တန်းတဲ့ကိုဒီလက်မလေးနဲ့ထောက်အရဟံနောက်တစ်ချက်တမတမုတော်နောက်တစ်ချက်ဝိဇ္ဇာနာသမန်တော်ဒါအခြေဆုံးသွားတယ်အခြေဆုံးတော့အခြေကိုလက်ပြအခြေမှာပြုတ်တော့လောကဝိရုအနုတ္တရပုရိသဓမ္မသာတိအဲ့တော့လက်ပြထိတ်ရောက်လာထိတ်ကဆိုရင်ထိတ်ကကိုလည်းလက်ကလေးထိတ်မှာတထရီရောမလို့ဒါနံဘုဒ္ဓဘဂဝါဒါလေးကိုလည်းမှတ်မိအောင်တစ်ခေါက်ပြန်ဆိုရအောင်လက်တန်းထိတ်ကနေတော့အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသမာအခြေဆိုရင်ချက်လိုက်ပြုတ်တော့လောကဝိရုအနုတ္တရပုရိသဓမ္မသာထိတ်ကဆိုလို့ဒီတော့တထရီရောမလို့ဒါနံဘုဒ္ဓဘဂဝါအဲ့တော့ဒီဥစ္စာတွေကိုဆိုရမှာကဂုဏ်တော်တိုင်းကိုဆိုလိုက်နောက်ပြန်လိုက်တစ်ခါပြန်စလိုက်ရှေ့တစ်ခုတက်လိုက်နောက်အဆက်ပြန်လိုက်ပြန်စပြီးတော့တစ်ခါရှေ့တစ်ခုတက်လိုက်အဲ့လိုဆိုပါနော်ဆိုတော့သူကပြောင်းပြန်ဆိုတဲ့အခါမှာလည်းအခက်ခဲလေးအလေးချင်းမရှိရင်အခက်ခဲလေးရောလက်ချောင်းချင်းပထမလက်ကျကြလက်တန်းမှာရှိတဲ့ဂုဏ်တော်တွေကိုပြန်စီမယ်သူအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာနာသမ္မာနောအဲ့သုံးခုနဲ့မှတ်ပြီးအောင်ပြောင်းပြန်ဆိုကြမယ်ဝိဇ္ဇာနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံအဲ့ဒီကိုနည်းနည်းနှုတ်တဲ့အောင်လက်ကျကြအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာနာသမ္မာနောဝိဇ္ဇာနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံရဆိုတော့မှတ်ပြီအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာနာသမ္မာနောဝိဇ္ဇာနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံရသောအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာနာသမ္မာရှေ့ဒီလက်ကျွဲအခြေကိုတော့သူကတော့အခြေမှာသူတော့ရှိတယ်နော်ရှေ့တဲ့လောကဝိတုအလယ်မှာလောကဝိတုရှိတယ်ထိတ်တယ်လည်းတော့အနုတ္တရဓမ္မသာအဲ့တုံးကိုပြောမဲ့ပြဆိုရအနုတ္တရဓမ္မသာလောကဝိတုသူကတော့လောကဝိတုဓမ္မသာရจิနုတ္တရပုရိသဓမ္မသာရจิလောကဝိတုသူကတော့အဲ့ဒါလေးလည်းနှုတ်တောင်ပြန်ဆိုရင်သူကတော့လောကဝိတုအနုတ္တရပုရိသဓမ္မသာရจิနုတ္တရပုရိသဓမ္မသာရจิလောကဝိတုသူကတော့မမီအောင်လည်းပြန်သူကတော့လောကဝိတုအနုတ္တရပုရိသဓမ္မသာရจิနုတ္တရပုရိသဓမ္မသာရจิလောကဝိတုသူကတော့အဲ့ဒါသူကတော့လောကဝိတုအနုတ္တရပုရိသဓမ္မသာရအဲ့ထိတ်ကလက်ကလေးထိတ်ကိုပြလိုက်သတ္တလေးရောမနုဿာနံသတ္တလေးရောမနုဿာနံဘုဒ္ဓဘဂဝါအဲ့လက်ကလေးမှာရှိတယ်လေးပြန်ပြောင်းပြန်ဆိုကြဘဂဝါဘုဒ္ဓသတ္တလေးမနုဿာနံအဲ့ဒါသတ္တလေးရောမနုဿာနံဘုဒ္ဓဘဂဝါအဲ့ဒါဘဂဝါဘုဒ္ဓသတ္တလေးရောမနုဿာနံသတ္တလေးရောမနုဿာနံဘုဒ္ဓဘဂဝါဘဂဝါဘုဒ္ဓသတ္တလေးရောမနုဿာနံလက်ရထိတ်ကိုပြန်လာအနုတ္တရပုရိသဓမ္မသာရတိအနုတ္တရပုရိသဓမ္မသာရတိတတ္တလောကဝိတုသူကတော့လက်တန်းတက်ကိုပြန်လာဝိဇ္ဇာသနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံအဲ့လိုဟိုပြောင်းပြန်ဆိုတာနော်ဆိုမှကခုံတော်တိုင်းကိုဆိုလိုက်နောက်ပြန်လိုက်ဒီကပြန်စားပြီးတော့ရှေ့တက်လိုက်မယ်နော်ဒီလက်တန်းထိတ်ကိုပြန်ဆောင်းလိုက်တော့အရဟံသူ့ကိုလည်းပဲနောက်ပြန်လိုက်အရဟံလို့ပြန်လိုက်ဆိုရင်အရဟံရောက်ပါနော်နောက်တစ်ခါပြန်စမယ်အရဟံရှေ့တစ်ခုလိုမဲ့သမ္မာသမ္ဗုဒ္ဓအဲ့ရနောက်ပြန်လိုက်သမ္မာသမ္ဗုဒ္ဓအရဟံပြန်စလိုက်အရဟံသမ္မာသမ္ဗုဒ္ဓရှေ့တစ်ခုလိုမဲ့ဝိပဿနာသမ္မာနောအဲ့ရနောက်ပြန်သမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံပြန်စအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစနာရှေ့တစ်ခုလိုမဲ့သူကတော့အဲ့ရအစဉ်လိုက်ပြန်လိုက်သူကတော့ဝိဇ္ဇာစနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံယသအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစနာသမ္မာနောသူကတော့လောကဝိဟုတ်ပြီအဲ့ရနောက်ပြန်လိုက်လောကဝိသူကတော့ဝိဇ္ဇာစနာသမ္မာနောသမ္မာသမ္ဗုဒ္ဓအရဟံယသအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစနာသမ္မာနောသူကတော့လောကဝိရှေ့တစ်ခုတက်ပြီအနုတ္တရပုရိသဓမ္မသာအဲ့ရနေနောက်အစဉ်တိုင်းပြန်လာအနုတ္တရပုရိသဓမ္မသာရတိလောကဝိဝိတု
ကေတောဝိဇ္ဇာသမသမ္မန္တောသမ္မာသမ္ဗုဒ္ဓောအရဟံ ပြန်စလိုက် အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသမသမ္မန္တောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရ ရှေ့တခုတည်းကတခါတည်းကနှုတ်တာအဲ့ရနောက်ပြန်လိုက် တတ္တရိဝမုဒ္ဒနာအနုတ္တရောပုရိသဓမ္မတရတိ လောက လော ဝိ ကဝိတုသူကေတောဝိဇ္ဇာသမသမ္မန္တောသမ္မာသမ္ဗုဒ္ဓောအရဟံ အဲ့ဒါ အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသမသမ္မန္တောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္တရိဝမုဒ္ဒနာ ရှေ့တခုတည်းကဘုဒ္ဓောအဲ့ရနောက်ပြန်လိုက်မယ်ဘုဒ္ဓော ဘုဒ္ဓောတတ္တရိဝမုဒ္ဒနာအနုတ္တရောပုရိသဓမ္မတရတိ လောကဝိ လောကဝိတုသူကေတောဝိဇ္ဇာသမသမ္မန္တောသမ္မာသမ္ဗုဒ္ဓောအရဟံ ပြန်စလိုက် အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသမသမ္မန္တောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္တရိဝမုဒ္ဒနာ ဘုဒ္ဓောရှေ့တခုတည်းပကဝါအဲ့ရပြန်နောက်ပြန်လိုက်ပကဝါဘုဒ္ဓောတခါတည်းကနှုတ်တာ အနုတ္တရောပုရိသဓမ္မတရတိလောကဝိတုသူကေတောဝိဇ္ဇာသမသမ္မန္တောသမ္မာသမ္ဗုဒ္ဓောအရဟံ အဲ့ဒါ90ရသွားခံပြန်စလိုက်ပါအရဟံသမ္မာသမ္ဗုဒ္ဓော အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသမသမ္မန္တောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္တရိဝမုဒ္ဒနာဘုဒ္ဓော ဘဂဝါဘဂဝါကိုနောက်ကဘုဒ္ဓခောက်ပြန်လိုက်မယ်ဘဂဝါဘုဒ္ဓောဘဂဝါဘုဒ္ဓော ဘုဒ္ဓော တတ္တရိဝမုဒ္ဒနာ အနုတ္တရောပုရိသဓမ္မတရတိ လောက လော ဝိ ကဝိတုသူကေတောဝိဇ္ဇာသမသမ္မန္တောသမ္မာသမ္ဗုဒ္ဓောအရဟံ အဲ့ဒီမှာတရားရှစ်ပြေတော့နော်ဥမာအရဟံနှစ်ခါမရဘူးလားအရဟံသမ္မာသမ္ဗုဒ္ဓောအတော်ပြန်၄ခါတည်းတော့6ခါဝိဇ္ဇာသနာသမ္မာနောတရား3ခုမြောက်အတော်ပြန်6ခါထပ်တယ်ရင်12ခါသူကတော့တရား4ခုမြောက်အတော်ပြန်10ခါထပ်တယ်ရင်20လောကဝိတုတရား5ခုမြောက်အတော်ပြန်10ခါထပ်တယ်ရင်30နုတ္တရောပုရိသဓမ္မတာရတိတရား6ခုမြောက်အတော်ပြန်12ခါထပ်တယ်တော့42တထရိယမနုဿာနတရား9ခုမြောက်အတော်ပြန်14ခါထပ်တယ်တော့56ဘုဒ္ဓောတရား10ခုမြောက်အတော်ပြန်16ခါထပ်တယ်ရင်92ဘဂဝါတရား9ခုမြောက်အတော်ပြန်17ခါထပ်တယ်ရင်90နောက်တစ်ခါကိုအတော်ပြန်17ခါမှ108နော်သူကကောင်းတာကစိတ်တွေလည်းထိတ်ပြီးတဲ့ဒီလက်စိတ်ကလေးမှတ်တယ်စိတ်တွေလေးနေတာလို့စိတ်တွေခါလေးကိုလွင့်နေတာတွေထိတ်မရတာတွေစိတ်တူနေတာဆိုအဲ့ဒါဆိုလိုက်စိတ်လည်းထိတ်ပြီးသားဖြစ်တာတကယ်အကျဉ်းချက်အန်ဒရယ်လေးကိုလည်းကြော်သွားနိုင်တယ်လို့ဒီများအတိုက်ခက်လေးကိုလည်းကြော်သွားနိုင်တယ်